အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရှေ့ဆက်ပြီးတော့ဒီ Starlink.com နဲ့ကနေကျွန်တော်တို့ဘယ်လိုဝင်ရမလဲဆိုတာပြောပြတော့မှာဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့ phone laptop ကျွန်တော်တို့ဒီတချို့ဖုန်းတွေမှာဆိုရင်လည်း Android phone ကျွန်တော်တို့ Apple phone တွေရှိမှာပေါ့နော်အဲဖုန်းတွေကနေပြီးတော့မှကြိုက်တဲ့ browser ကိုဝင်လို့ရပါတယ်ကျွန်တော် Chrome browser ရှိမယ်ဒါမှမဟုတ်ရင်ကျွန်တော် Apple phone တွေမှာဆိုရင်တော့ Safari browser ရှိမယ်ဒါမှမဟုတ်လည်း PC တို့ laptop တို့မှာဆိုလည်းကြိုက်တဲ့ browser ကနေဝင်ကြည့်လိုက်ရင် browser name မှာကျွန်တော် starlink.com ဆိုတော့ရိုက်လိုက်အဲဒါဆိုရင်ကျွန်တော်ဒီ page ကိုရောက်သွားလိမ့်မယ် starlink.com နဲ့ကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဘေးနားဒီ line 3 line လေးကိုကျွန်တော်မြင်ရမှာဖြစ်ပါတယ်အဲ့ဒါကိုနှိပ်လိုက်ရင်ကျွန်တော် sign in ဆိုတာနှိပ်ရမှာဖြစ်ပါတယ်အကယ်၍မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာ Starlink application download လုပ်ပြီးသားရှိရဆိုရင်တော့ Starlink application ထဲမှာ sign in ဝင်လာပြီးသားရှိရဆိုရင်တော့ဒီအဆင့်တွေကိုကြည့်တော့ကြမလို့ပါဘူးတကယ်လို့ sign in ဝင်ရမယ့်အဆင့်တွေကိုကျွန်တော်တို့ဒီ browser တွေကနေဘယ်လိုဝင်ရမလဲဆိုတော့ဒီကြည့်နေအသေးသေးသိချင်တယ်ဆိုတော့ဒီအဆင့်တွေကိုကျွန်တော်နဲ့တူလိုက်ပြီးတော့ကြည့်တော့မှာဖြစ်ပါတယ်အဲ့တော့ sign in နှိပ်လိုက်မယ်နှိပ်ပြီးတော့မိတ်ဆွေတို့ရဲ့ဒီ Starlink account ဖွင့်ထားတဲ့ Gmail ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ account Gmail ကိုရိုက်ထည့်လိုက်မယ်ပြီးရင်ကျွန်တော် next နှိပ်လိုက်မယ်ပြီးရင်ကျွန်တော် password ကိုမှောင်ရိုက်ထည့်မယ်ရိုက်ထည့်ပြီးရင်ကျွန်တော် sign in နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ verification code ကိုကျွန်တော်တို့တောင်းမယ်ပေါ့နော် verification code ကိုတောင်းမယ်ဆိုရင်ကျွန်တော်တို့မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာဖြစ်ဖြစ် browser ထဲမှာဖြစ်ဖြစ်ဒီကျွန်တော်တို့ Starlink account ဖွင့်ထားတဲ့ Gmail ကိုကျွန်တော်တို့မှန်အောင်Gmail ကိုဝင်ထားရမှာဖြစ်ပါတယ် sign in ဝင်ထားရမှာဖြစ်ပါတယ်အဲ့လို sign in ဝင်ထားပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ပထမဆုံး email ထဲမှာပဲ inbox ထဲမှာပေါ့နော် inbox ထဲမှာပထမဆုံးထဲမှာကျွန်တော်တို့ Starlink activation code ကိုသူတို့ပို့ထားတာဖြစ်ပါတယ်အဲ့ဒါဆိုရင်အဲ့ဒီ code ကို copy ကူးပြီးတော့ဖြစ်ဖြစ်မှတ်ပြီးတော့ပဲဖြစ်ဖြစ်ဒီမှာရိုက်ထည့်ပြီးတော့ verify နှိပ်လိုက်တာနဲ့ဝင်လို့ရသွားပါဖြစ်ပါတယ်ခဏတော့စောင့်ပေးရမှာပဲဒါဆိုရင် Starlink မိတ်ဆွေတွေရဲ့ Starlink account တွေကိုဝင်သွားပြီဖြစ်ပါတယ်ကျွန်တော်တို့ပေးဆောင်ထားတဲ့တခြား account တွေအများကြီးရှိတဲ့အကြောင်းကျွန်တော်ရဲ့ account ကိုပဲကျွန်တော်ဒီမှာပြန်ရွေးပြီးတော့ဝေကန်ကောင်းအောင်ကျွန်တော်ဝင်ရမှာဖြစ်ပါတယ်တခြား account အနေနဲ့ဆိုကျွန်တော် admin account မဖြစ်တဲ့ကြောင့်ကျွန်တော်တခြားမိတ်ဆွေတို့ပြချင်တဲ့ billing လို့ထည့်တာကိုကျွန်တော်ပြလို့မရဘူးပေါ့နော်ကျွန်တော်ကအခု billing လို့ထည့်ပြမှာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကိုယ်ပိုင် admin account ရှိဖို့ပေါ့နော်အဲ့ဒီ account လေးကျွန်တော်ဝင်ရမှာဖြစ်ပါတယ်အဲ့တော့အရေးကြီးဆုံးချက်မိတ်ဆွေတို့ဒီ home setting ကိုရောက်သွားပြီဆိုရင် setting တွေကိုကျွန်တော်ဝင်ရမှာဖြစ်ပါတယ် setting ကိုဒီကနေဝင်လို့လည်းရတယ်ဒါမှမဟုတ်ပဲဒီဘေးကနေလည်းကျွန်တော်ဝင်လို့ရပါတယ်เนาะအဲ့တော့ကျွန်တော်ကြိုက်တဲ့နေရာနဲ့ setting ကိုဝင်လိုက်ပါဝင်ပြီးသွားပြီဆိုတော့အရေးကြီးဆုံးချက်2ချက်ဟိုကျွန်တော်တို့မှတ်ရမှာပေါ့နော်ဒီနာမည်ပေါ့နော်ကျွန်တော်တို့မိတ်ဆွေတို့ရဲ့ဒီ setting ထဲမှာထိတ်ဆုံးပေါ်နေတယ်မိတ်ဆွေတို့ရဲ့ဒီ Starlink account နာမည်ရှိမယ်ပြီးရင် Starlink account address ရှိမှာပေါ့နော် Starlink account address ရှိမယ် ACC နံပါတ်ပေါ့နော်အဲ့ဒီနံပါတ်ကိုမှတ်မှာဖြစ်ပါတယ်အဲ့ဒီနံပါတ်ကိုကျွန်တော်တို့ရဲ့ဒီ display ကိုဝင်တဲ့အခါကျရင်အဲ့ဒီနံပါတ်ကိုရိုက်ထည့်ရမှာဖြစ်ပါတယ် okay နောက်တစ်ခုကကျွန်တော်တို့ဘေကဘယ်လောက်ကျသလဲဘယ်လိုစောင်းရမလဲစာတွေကိုဒီ display တွေမှာလိုတဲ့အချက်လက်တွေကိုကျွန်တော်တို့ဖြည့်ဖို့အတွက်ကျွန်တော်တို့ကိုယ့်ရဲ့ bill ကဘယ်လောက်ရှိတယ်ဒီမှာဆိုရင် wine ပုံစံလေးပေါ်နေတယ်ဒါဆိုရင်တော့ဂျပန်ယန်နဲ့ပေါ့ဒါမှမဟုတ်ပဲကျွန်တော်တို့ billing address ကိုဝင်ကြည့်မယ်ဆိုရင်လည်းကျွန်တော်သိနိုင်ပါတယ်ခုန setting ထဲမှာပဲပြန်ကြည့်ပေါ့ဒီမှာဒီ shipping address ပေါ့နော်အဲ့ဒီမှာကျွန်တော် JP ဆိုတာပေါ်နေတယ်နော် Osaka ဒါဆိုဂျပန်လုံးပေါ့နော်နောက်တစ်ခုက billing မှာကျွန်တော် bill ဘယ်လောက်ကျသလဲဆိုတော့ဒီမှာ balance due မှာကြည့်လို့ရပါတယ် balance due မှာတော့ကျွန်တော်အခုလောဆယ်0ဖြစ်နေတယ်ကျွန်တော် pay ဆောင်တာကိုပေးဆောင်စရာမလိုဘူးပေါ့နော်ပေးလက်ကြံကြွေးကြံဘယ်လောက်မှမရှိဘူးပေါ့နော်ကြွေးကြံဘယ်လောက်မှမရှိဘူး0ဖြစ်နေတယ်ပြီးတော့ကျွန်တော်တို့bill ကနောက်အဲ့လိုမျိုးလူတွေအတွက်ပေါ့ကြိုဆောင်မဲ့သူတွေအတွက်ဆိုရင်တော့ preview next invoice ကိုကျွန်တော်နှိပ်ပြီးတော့ကြည့်လို့ရပါတယ် preview next invoice ကိုကြည့်လိုက်ရင်ခုပေါ်လာတဲ့ဟာကိုကျွန်တော်တို့ down လိုက်တယ်ဆိုတာ ਨੇ အဲ့ဒါဆိုရင်ကျွန်တော်တို့နောက်လာဘယ်လောက်ဆောင်အောင်လဲဆိုတာပေါ်လာမှာ11550ပေါ့နော်ဒါဆိုရင်ကျွန်တော် display ပြီးမှာအဲ့ဒီဝင်မောက်ကိုရိုက်ထည့်ပြီးတော့စောင်းအောင်မှာဖြစ်ပါတယ်အဲ့ချက်လက်လေးကိုကျွန်တော်တို့တည်ထားမှာဖြစ်ပါတယ်ကျွန်တော်တို့ဘယ်လစောင်းအောင်မလဲဆိုတော့ဘယ်လောက်စောင်းအောင်မလဲဆိုရင်ကျွန်တော်တို့ဒီ payment due က January 2 ရက်နေ့မှာကျွန်တော်စောင်းပြီးသွားပြီ balance due အနေနဲ့ဆိုတော့ February 2 ရက်နေ့မှာကျွန်တော်တို့စောင်းအောင်မှာပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့စောင်းအောင်မဲ့ရက်ကကျိုးစောင်းအောင်မှာဆိုတာကိုတည်ရမှာဖြစ်ပါတယ်အဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့စောင်းစရာပေးမရှိဘူးကျွန်တော်အကောင့်ပဲကိုပြောတာပေါ့နော်မိတ်ဆွေတို့မှာတကယ်လို့ရက်ကြော်ဖြစ်နေမှာဆိုရင်တော့ဒီမှာကျွန်တော်တို့ဒီမှာ balance due မှာငွေမောက်ပမာဏ14400စဖြင့်အဲ့လိုမျိုးပြနေမှာနော်ဖိလစ်ပိုင်ဆိုတော့ BHP 9900စဖြင့်ဒါမျိုးပြနေမှာပေါ့နော်ဒါပေမဲ့အဲ့ဒီပြတဲ့ဟာကိုကျွန်တော်တို့ကစိုးရင်စရာတော့မလိုဘူးကျွန်တော်တလအထိတော့ရတယ်ပေါ့နော်ရက်30အထိတော့ရတယ်ဒါပေမဲ့ဖြစ်နိုင်ဟောမိတ်ဆွေတို့ကရက်ကြော်အနေနဲ့
တိတ်များစေချင်ပေါ့နော်ဒီနေ့ရက်ပြည့်တယ်ဆိုရင်ဒီနေ့တစ်ခါလေးစောင့်နိုင်တော့အကောင်းဆုံးပါပဲဟုတ်ကဲ့ကျေးဇူးပါဒါဆိုရင်ကျွန်တော် setting ထဲမှာဆက်ပြီးတော့ billing ကိုဖြည့်ဖို့ကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ကျွန်တော်ကဒီမှာတော့ billing ကိုကျွန်တော် display pay ကျွန်တော်တို့ရဲ့ဒီweb application เนาะကျွန်တော်တို့ရဲ့ဒီဝန်ဆောင်မှုလုပ်ငန်းကိုကျွန်တော်တို့ bill ဆောင်နေတဲ့ဟိုဟာကိုကျွန်တော်တို့ဖြည့်ထားပြီးသားဖြစ်ပါတယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီမှာ remove ထည့်လိုက်လို့လည်းရပါတယ်ကျွန်တော်ဒီဥစ္စာတော့ကျွန်တော်ထပ်မပြတော့ဘူးပေါ့နော်ကဲရွေးကျွန်တော် remove နှိပ်လိုက်မယ်ဆိုရင် okay ပျောက်သွားပြီပေါ့နော် okay ရတယ်အဲဆိုကျွန်တော်အဲ့ဒါကိုပဲထပ်ပြီးတော့ billing ကိုထပ်ဖြည့်ပြပါမယ်နော်ဖြည့်ဖို့အတွက်ကိုဆိုရင်အရေးကြီးဆုံးချက်ကမိတ်ဆွေတို့ရဲ့ဒီခုနကကျွန်တော်ပြောခဲ့သလိုဒီမိတ်ဆွေတို့ရဲ့ account ကကိုယ့်နာမည်ကိုမှတ်ထားရမယ်ပြီးတော့ဒီ account နံပါတ်တွေကိုမှတ်ထားရမယ်ဒါကကျွန်တော်တို့ရဲ့ဒီ set မှာဒါလာဖြည့်ရမယ်အချက်လက်တွေပေါ့နော်အဲ့တော့အဲ့ဒါဒီမှာအဲ့လိုမျိုးအချက်လက်တွေကိုကျွန်တော်တို့မှန်အောင်ကျွန်တော်ရဲ့ display page ကိုဖြည့်တဲ့အခါကျရင်ဒီဟာလေးတွေကမှန်အောင်ရိုက်ထည့်ရမယ်နော်ဒါမှမဟုတ်လည်း copy ကူးတာပေါ့နော်မဟုတ်ရင်တခြားဘေးဆောင်တဲ့သူတွေနဲ့ရောထွေးသွားမှာဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ data တွေကိုမှန်အောင်တော့ရိုက်ထည့်ပြီးလို့ရတယ်ပေါ့နော်အဲ့တော့ဒါမှကျွန်တော်တို့ဒီပွဲရပြဖြစ်နော် okay ဒါဆိုရင်ကျွန်တော်တို့နောက်ထပ်ရေးကြည့်တဲ့ချက်တွေကကျွန်တော်တို့က admin role ဖြစ်နေကိုမိတ်ဆွေတို့က admin role ဖြစ်နေတော့မှကျွန်တော်တို့ကို billing ကိုထည့်ပြီးလို့ရမှာဖြစ်ပါတယ်အဲ့ဒီလို admin role မဖြစ်ဘူးဆိုရင်ကျွန်တော်တို့ billing ကိုထည့်လို့ရမှာမဟုတ်ပါဘူး add user နေလို့ရမှာမဟုတ်ပါဘူးအဲ့တော့ admin role မဟုတ်ဘဲနဲ့ဒီ role ဆိုတဲ့နေရာမှာကျွန်တော် billing ဖြစ်စေဒါမှမဟုတ် technical ဖြစ်စေ technical configuration ဖြစ်စေbilling read only ဖြစ်စေပေါ့နော်တခုခု role တခုခုတခြား role တခုခုဖြစ်နေမှာဆိုရင်တော့ကျွန်တော်တို့ကို add user ထည့်လို့မရပါဘူးအဲ့ဒါဆိုရင်တော့မိတ်ဆွေတို့ကကိုဝယ်ခဲ့တဲ့ Starlink set ဝယ်ခဲ့တဲ့သူဒါမှမဟုတ်ကိုဖြည့်ပေးနေလို့စဖြစ်ပေါ့နော်အဲ့လိုကိုဟိုစပြီးတော့ Starlink set ကိုဝယ်ပေးပြီးတော့ချိတ်ပေးတဲ့လူစီကိုတိုက်ရိုက်သွားပြီးတော့မှကိုယ့်ရဲ့ account ကို admin ကိုဖြစ်အောင်လို့ဒါမှမဟုတ်ရင်သူ့ရဲ့သူ Gmail password Gmail account ပြီးတော့ Starlink password ဒီ Gmail Starlink account ဖွင့်တာ Gmail စဖြစ်အဲ့ဒါတွေကိုသူတို့အချက်လက်တွေပေးပါလိမ့်မယ်အကယ်၍သူတို့ကနေပြီးတော့မှမဟုတ်ဘူးဆိုရင်လည်း ownership transfer လို့ခေါ်တာပေါ့နော်ကျွန်တော်တို့ပိုင်ရှင်လွှဲပြောင်းပေးတဲ့ပုံစံမျိုးလှုပ်ဆောင်အောင်မှာဖြစ်ပါတယ်အဲ့လိုမျိုးလို့ဝန်ဆောင်မှုတွေလည်းကျွန်တော်တို့ display page ကနေလှုပ်ဆောင်ပေးနေပါတယ်အဲ့လိုအတွက်ကိုကျွန်တော်တို့ display page ကို Gmail နဲ့ပဲဖြစ်ဖြစ်ဒါမှမဟုတ် display page ကိုဝင်ပြီးတော့ကျွန်တော်တို့group chat ထဲရပဲဖြစ်ဖြစ်ဒါမှမဟုတ် admin တွေကိုပဲဖြစ်ဖြစ်အသေးစိတ်ချက်လက်တွေကိုမေးမြန်းစုံစမ်းနေပါတယ်ကျွန်တော်တို့အဲ့ဒီဝန်ဆောင်မှုတွေလည်းလုပ်ပေးနေပါတယ် ownership လွှဲပြောင်းပေးတယ်ပေါ့အဲ့လိုလည်းပြောင်းပေးနေကျွန်တော်တို့တစ်ခါတလက်ဆက်စေးသက်တာတဲ့ Argentina region လိုဟာမျိုးတွေပါကျွန်တော်တို့ဆောင်ပေးတာမျိုးပြောင်းပေးတာမျိုးချိန်ပေးတာမျိုးလုပ်ပြီးရပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ရှိပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့billing ကိုဖြည့်ဖို့ဖြစ်နေတော့ဒီစိတ်ကိုကျွန်တော်ထပ်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် billing ကိုဖြည့်ဖို့အတွက်အရေးကြီးဆုံးချက် admin ဖြစ်နေဖို့လိုပါတယ် admin ဖြစ်နေမှသာလေကျွန်တော် add user နှိပ်လို့ရမယ်အဲ့ဒီမှာကျွန်တော်တို့ display page ပေါ့နော်ကျွန်တော်တို့ဒီ first name မှာ display page DEB SPACE PAY ပေါ့နော်အခုလိုပဲ DG SG PG ပေါ့နော် display page နေမယ်နောက်မှာ MYN MA မြန်မာနေလိုက်မှာပေါ့နော်နေလိုက်မယ်ပြီးရင် email မှာကျွန်တော်တို့ display page မြန်မာ sorry ကျွန်တော်ဒီမှာ display page နေရမှာနော် display page မြန်မာပေါ်လာပြီဆိုရင်တော့ email မှာ DEB SPACE display page MYAN MAR @gmail.com နော် DEB SPACE MP DEB SPACE PAY MYAN MAR @gmail.com ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ဖုန်းနံပါတ်ကြိုက်တဲ့ဖုန်းနံပါတ်ရိုက်ထည့်လို့ရပါတယ် okay ပြီးရင်ကျွန်တော်တို့ billing ကိုပေးပါမယ်တခြား rule တွေတော့ပေးလို့မရပါဘူးเนาะတခြား rule တွေပေးတယ်เนาะကျွန်တော်တို့ဝင်ပြီးတော့ကြည့်တဲ့အခါမှာမိတ်ဆွေတွေ security ဘိုင်းတွေရှိတဲ့အတွက်ကြောင့်ပြီးတော့ကျွန်တော်လည်းဒီပေးဆောင်မှာဖြစ်တဲ့ကြောင့်ကျွန်တော် billing ကိုပဲကျွန်တော်ယူပါမယ်ကျွန်တော် billing ကိုပဲပေးပါအဲ့ဒါပြီးရင်ကျွန်တော်တို့ဒီမှာ add user နှိပ်လိုက်လို့ရပါပြီအဲ့တော့ add user နှိပ်လိုက်ရင်เนาะမိတ်ဆွေတို့ကို confirm သူတို့ကဒီမှာတော့လောလောဆယ်မပို့ဘူးဘာလို့ကျွန်တော်အရင်ဆောင်ထားပေးတာဖြစ်တဲ့ကြောင့်အရင်ထည့်တာဖြစ်တဲ့ကြောင့်မိတ်ဆွေတို့ရဲ့Gmail တွေကိုသူ ဒီ verification နဲ့မှာသူလှမ်းတောင်းလိုက်မှာပေါ့နော်အဲ့ဒါဆိုရင်လည်းကျွန်တော်တို့ verification နဲ့မှာထည့်လိုက်ပါမယ်အခုတော့ဒီကျွန်တော်ကတော့ပထမတစ်ခါဝင်လာပြီးတာဖြစ်ကြောင်း verification နဲ့မှာတောင်းမိတ်ဆွေတို့စီမှာ verification နဲ့မှာတောင်းလိုက်မယ်တောင်းနေဆိုရင်လည်းဒီ Starlink verification နဲ့မှာလည်းကျွန်တော်ပြန်ဖြည့်လိုက်ပါနော်
ဒါဒီအဆင့်ပြီးတော့ပါပြီကျွန်တော်ပေးဆောင်တဲ့အဆင့်ပြီးတော့ပါပြီ sorry bailing row ထည့်တဲ့အဆင့်ကိုပြီးတော့ပါပြီဒါဆိုရင်တော့ကျွန်တော်တို့ message row ရဲ့ set ထဲကိုကျွန်တော်ကနေပြီးတော့ကြည့်လို့ရမှာဖြစ်ပါတယ်ဒီကျွန်တော်တို့ display ပေးမြင်မှာ@gmail.com ဆိုတဲ့ account နဲ့ကျွန်တော်ဝင်ကြည့်လို့ရမှာဖြစ်ပါတယ်ပြီးတော့တခြားကဏ္ဍတွေကျွန်တော်ကဝင်ရောက် search ခွင့်မရှိပါဘူးကျွန်တော်ပေးဆောင်ရလွယ်လို့ကျွန်တော်ဟာလုံးခွင့်မရှိပါဘူးဒါကြောင့်လုံခြုံစိတ်ချစွာနဲ့ဒီဟာကိုလုပ်ပြီးလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ရှိပါတယ်နောက်ပတ်ဒီမှာကျွန်တော်တို့ဒီ display ပေးမှာကျွန်တော်တို့ page ကိုဘယ်လိုစောင်းမလဲပြီးတော့ကျွန်တော်တို့ဒီ account တွေဘယ်လိုဝင်သွားမလဲဆိုတဲ့အချက်လက်တွေကိုကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်ဆက်လက်တခြားဗီဒီယိုတွေဆက်လက်ကြည့်ရှုပေးဖို့ကျွန်တော်တောင်းဆိုပါတယ်ကျေးဇူးတင်ရှိပါတယ်